သူပါပေါ့နော်22ရက်ဒီမှာဗျာသူတို့ရောက်လာတဲ့ချိန်မှာဆရာသမားတွေဟောပြောနေကြတာဒီနေ့တော့3ရက်မြောက်နေ့လောက်ဖြစ်ပါတယ်4ရက်မြောက်နေ့4ရက်မြောက်နေ့လောက်ဖြစ်ပါတယ်အဲ့တော့တောက်ဆိုနေတယ်လို့ဘုရားဘာသာမြန်မာလူမျိုးတွေကဘာသာရဲ့အကျိုးကိုတော့နားထောင်ရတယ်။နားထောင်ပြီးတော့တကယ်ဘာသာကိုနားထောင်ရပြီးတော့ကျိုးကိုတော့မရကြဘူးလို့စပါတယ်။အဲ့ဒီရဲ့နောက်မှာတို့ဆရာပွင့်လာကအချိန်ကြီးမှာဒုတုကိုးခဲ့တာမရှိဘူး။ပြပေါင်း900လောက်နေမှာဒုတုကိုးခဲ့တဲ့စနစ်ပေါ်နေလဲတို့သိရပါတယ်။နောက်တစ်ခါတရားကိုဒီကွယ်တရားကိုခိကပ်ကွယ်တန်ခါကိုဘုန်းကြီးကွယ်တယ်လို့ကွယ်သုံးကွယ်နေတယ်တပည့်ကိုစာပေရသိရပါတယ်အဲ့ဒါစရောက်တဲ့အခြေအနေတွေတပည့်တို့အခုလက်ရှိရရှိနေတဲ့အခြေအနေတွေသာသနာရဲ့အကျိုးကိုလူတွေရောက်ဘယ်လိုလုပ်ရမလဲဆိုတဲ့အနေအထားရယ်အဲ့ဒါတပည့်တို့ခေါ်ကြားပြီးပြီဟုတ်ပါဗျာဒီဟောဦးကြောင့်ရပါတော့နောက်ကြောင့်ပြောတာအလွန်လဲပြည့်တဲ့အကြောင်းစစ်တာလို့ပြောမှာပဲသိလဲဝင်စားကြမယ်လို့ဟောပေးပါတယ်ဘာဖြစ်လို့လဲလို့ဆိုတော့သူတို့ဗုဒ္ဓဘာသာတွေကဗုဒ္ဓဘာသာရဲ့ဝန်တာတွေကိုတော့အထောက်လိုက်ကြရတာလို့ပြောအထောက်နေကြရှိနေလို့လားရိုးရအထောက်ရက်ဖြစ်တော့မသိကြလို့အားလို့ဆန်းနေကြတာဆန်းနေပြီမလို့လည်းပဲကိုကောင်းဘွားဆိုရင်ကိုပူရက်ထားတာဟုတ်တယ်ပေါ့ကိုကောင်းဘွားဆိုရင်ကိုပူရက်ထားတာကြတော့ကိုလေးတယ်လို့မှတ်ဘူးဘာလို့လဲဆိုတော့ကိုယ့်ရဲ့ဒါသင်္စ္စာအလှပါတစ်ခုဖြစ်နေတယ်လို့မှတ်တယ်အဲ့လိုမျိုးလိုပဲဘုရားဘာသာကိုလည်းပဲမာရေလို့တော့မသိရနဲ့ကိုယ့်ရဲ့ကျင့်တည်ရေးတစ်ခုလို့အဲ့လိုမျိုးလို့မှတ်ပြီးကြလားဆန်းဆောင်ကြရတာဖြစ်တယ်ဒီဆန်းဆောင်ရတာကိုဆန်းဆောင်တာမသိကြဘူးလို့ပြောဘုရားဘာသာရဲ့ဝန်တာတွေကိုဆန်းဆောင်ကြရတာဒီလိမ္မာတစ်နှစ်ရှိတယ်မနည်းရှိတော့ပါတယ်ဆိုတာဟိုကြီးဒီကြီးသာကဘုရားပွဲကြီးတွေရောပတိကြီးတွေရောဘုန်းကြီးဟန်ကိုသုံးကောင်းနေပြုရတဲ့ကြီးတွေရောအစရှိတယ်အဲ့လိုမျိုးတွေပေါ့နော်ဒါဘာသာရေးနဲ့စပ်ပြီးတော့ဖတ်ဆောင်ကြလို့ကုန်တယ်ပေါ့တကယ်လို့ကိုယ်သားကလေးသမီးကလေးများမွေးလာလို့သားကလေးများရှင်ပြရမယ်လို့ဆိုလို့ရှိရင်ကိုအိမ်ထောင်ကြပြီးနောက်သူထောင်းခဲ့ရတဲ့ညကိုဒီက10နှစ်လောက်သူထောင်းထားခဲ့ရတဲ့ညတော့လုံးဝကုန်သွားအောင်တော့ဒါဘာလဲရေးဝန်တာပြီးပါလေလို့ပြောရဒါပေမဲ့လို့လေဒါတွေကိုဝန်တာလို့လည်းမဖြစ်ပါဘူးပြီးတယ်လို့လည်းမဖြစ်ကြပါဘူးဘာဖြစ်လို့လဲလို့ဆိုတော့အဲ့ဒါဒီပဲနဲ့ကိုဘောကလို့သိရနေကြောဖြစ်နေလို့ကိုမသိတတ်တော့ဘူးလို့ဆိုရင်လည်းပဲအဲ့ဒါတွေလည်းမသိကြလို့ပြောရမှာပဲကိုလည်းပဲလူဆိုတာမနတိဒါနာတိမနုဿောဆိုတော့သိတတ်တဲ့အတွက်လူလို့တော့ဒီလိုပြောရပါတယ်နာတိဒါနာတိသိတတ်ဒုက္ခဒုက္ခမနတိဒါနာတိပေါ့နော်ချမ်းသာဆင်းရဲကိုသိတတ်တယ်။သို့မဟုတ်ကုသလမနတိဒါနာတိအကောင်းနဲ့မကောင်းကိုခွဲခြမ်းပြီးသိတတ်လို့မို့လူလို့တော့ပြောရပါတယ်။လူလို့ပြောရရင်အဲ့ဒီလူလည်းသိမသိဘူးကြာ။အဲ့ဒီလူလည်းသိမသိဘူးလို့ဆိုတာစောပိုင်းမှာပြောတဲ့အတိုင်းပဲဒါဟာငါ့မှာဘလောက်အကျိုးဖြစ်မှာလဲဒါဟာငါ့မှာဘလောက်အကျိုးနဲမှာလဲလို့ဆိုတာကိုခွဲခြမ်းဖြစ်တော့မကြည့်မိပါဘူးကြာတကယ်တော့ကျုပ်ပြင်ပြောချင်ပါတယ်လူဟာကြီးကြီးဖြစ်ဖြစ်နဲ့ပဲကိုယ်ကိုနေထိုင်သွားရင်ကျုပ်ပြင်ဆင်းရဲစရာမရှိဘူးလို့ပြောအောင်လို့လူတွေပေါ့နော်လူလို့တဲ့တာမန်ကပြောလို့ကောင်းပါဘူးလူတွေဟာကိုယ်ကြီးကြီးဖြစ်ဖြစ်နဲ့ဒါကြတဲ့မကုန်တဲ့နာမကုန်အောင်ကုန်တဲ့နာမကုန်အောင်ဆိုတဲ့ဟာမျိုးလို့ ਨੇ
အဲ့လိုနေထိုင်သွားမယ်ဆိုရင်လူသိချင်းကြမရှိဘူးလို့အောင်းနေပါတယ်ဟောကြက်တဲတာကတော့ကာလာကြီးရဲ့အနေထားကြက်တဲတာတော့ဘာလို့လဲရှိကြတာပေါ့ရှိကြပြီမလို့လည်းပဲစစ်စစ်သေးသေးနဲ့တကယ်ကိုတဲ့နာမကိုအကျိုးရှိတာမှကိုအဲ့လိုမျိုးလို့သာသိရင်လူတွေသိချင်းကြမယ်လို့မထင်ပါဘူးအခုတော့လူတွေလည်းပဲချင်းကြပါတယ်ဗျာချင်းကြတာကတော့ကြားလို့ဖွေလို့ရတာနဲ့သုံးဖို့ဆွဲဖို့ဆိုလို့ရှိရင်သုံးဖို့ဆွဲဖို့ရဟာသုံးဖို့ဆွဲလို့ကုန်တာများနေတယ်လို့ဖြစ်ပါတယ်။ကြားနေဖွင့်နေတဲ့အားကသုံးအားဆွဲအားကိုမပြီးလို့ကိုဖြစ်နေအောင်ရှင်းကြတယ်လို့ပြောရ။အဲ့တော့အဲ့လိုထဲထဲကနေပြီးတော့ခုနတော့ဥကြောင့်များပြောသွားတယ်လို့ဆိုရင်တကယ်ဘာသာရေးနဲ့ဆက်လင်းပြီးတော့ပြီးခိုက်ရတာတွေကိုဝန်တာထမ်းဆောင်ရတာတွေကများပြီးတော့အကျိုးကြတော့တဲ့ဒါအရာနည်းနေတယ်လို့သူသိနေမှာလေတဲ့တကယ်ကြတော့အကျိုးကြတော့လေများတို့ကိုယ်တိုင်သိကြကြတယ်ဗျာဘာသာရေးပြန်တို့ပါရတယ်လို့ပြောပါတော့နော်ဘာသာရေးပြန်တို့ပါရတယ်လေလို့သိပြီးဘာသာရေးကြီးကကြတော့ပြောတော့တယ်မရဘူးဒါပေမဲ့လည်းတို့ဘုရားဘာသာတွေသင်ရပါတယ်ဘုရားဘာသာမှတော့ဟုတ်မှာမဟုတ်ပါဘူးခေယဘာသာရောမွတ်စလင်ဘာသာရောစကားဘယ်ဘာသာမဆိုလို့ပါပဲကိုယ်ဘာသာကိုကောင်းတယ်လို့ညမှာပါပဲတကယ်လို့များကျုပ်တို့ဘာသာကြီးသူတို့ကိုယ်ွယ်နေတဲ့ဘာသာကြီးသူတို့ကိုယ်ရနေဆွဲနှုတ်ပြလိုက်မယ်ဆိုရင်တဲ့သူတို့ရဲ့လူ့အဖွဲ့အစည်းတွေကနေပြီးတော့သူတို့ရဲ့ကိုယ်ွယ်နေတဲ့ဘာသာတရားကြီးဆွဲနှုတ်ပြလိုက်မယ်ဆိုရင်လူတွေရိုင်းကုန်မှာပေါ့လို့အဲဒီလိုများတောင်သူတို့သင်ရတယ်ကြာတို့ပြန်တော်တော်စောစောကကလေးကပဲအဲဒီကြားရအောင်ပြောလိုက်ကြပါဘာသာတရားကိုဒီလူတွေရဲ့ကိုယ်ရကနေဆွဲထုတ်ပြလိုက်ရင်လူတွေပိုကောင်းသွားမှာပါလို့ကျင့်နေတယ်ဗျာဒါလည်းပဲကျုပ်အချင်းကြီးနေတာမဟုတ်ဘူးတရုတ်ပြည်ကိုကျုပ်ကြည့်တရုတ်ပြည်ဆိုရင်ဒီချိန်တော့တန်း900လောက်ရှိတယ်လူကြီးတန်း900လောက်ရှိတယ်ဘုရားဘာသာတွေအားလုံးမိဘတော်ဘုရားဘာသာတွေပြောရတယ်တရားဘာသာဆိုမထိုးသလောက်ပဲရှိတယ်ဒီမွတ်စလင်ဘာသာလည်းမထိုးသလောက်ရှိတယ်အဲ့တော့ဘုရားဘာသာတွေတန်း900လောက်ရှိတာကွန်မြူနတီကျက်တာတော့ဘာမင်းတို့ဘုရားဘာသာတွေဆိုတာမျိုးပေါ့ဗျာဘုရားဘာသာတွေမှတော့မကပါဘူးတခြားဘာသာတွေရောအကုန်လုံးပါပဲတော့ဘာမင်းတို့ဘာသာတရားတွေတော်တော့ပြီးတော့ဘုရားဘာသာဘုန်းကြီးကျောင်းမှာတန်ခါ900လောက်ရှိတယ်ဆိုလို့ရှိရင်အဲ့ဒါ900လောက်ရှိတယ်10ပါးလောက်ကိုခြံပြီးကျန်တဲ့490လောက်ကိုကဲထွက်ကြဘုရားတို့ကလုံအားတွေထုတ်ရှုံနေဟောအဲ့လိုမျိုးလို့သူတို့ထောက်လိုက်တာ10ပါးလောက်ခြံထားတာတော့ကျောင်းဆောင်10ပါးလောက်ခြံထားတာတော့ဒီကျောင်းကကနာကြီးကိုအကောင်းအကြောင်းမရှိဘဲနဲ့ဝရုံးလုံးကပြည့်စည်သွားမှာဆိုရင်တော့ပေါ့နော်ကျောင်းကြီးတွေဆိုတာလည်းကြီးကျယ်ကျယ်တော့ရှိမှာပေါ့ဒီလိုမျိုးချထားတာတွေလို့ဘာတွေလို့နဲ့ပေါ့နော်စာအုပ်တွေပေအုပ်တွေလို့ဆိုတာအဲ့ဒီဘုန်းကြီး10ပါးလောက်ကအဲ့ဒီကျောင်းတွေကိုထိမ့်သိမ့်ပြီးနေရမှာလေဗျာထိမ့်သိမ့်နေဒီဘုန်းကြီးဘာစားမလဲဒီဘုန်းကြီးတွေဘာစားကြမလဲလို့ဆိုတော့အဲ့ဒီကျောင်းထဲမှာရှိနေတဲ့စစ်ပင်တွေကနေပြီးတဲ့စစ်ပြီးဝက်လာနေရောင်းနေအဲ့ဒီရောင်းပြီးကြလားအဲ့ဒီရတဲ့ဟာတွေနဲ့သုံးစားကြတယ်တကယ်လို့မှမလောက်ဘူးဆိုရင်လည်းဘာမှထောက်ပါမယ်အဲ့တော့နေထောက်ပါမယ်ဒီလေးက10ပါးလောက်ထောက်ပါတော့ပါခက်တယ်အဲ့တကယ်လို့မှရောင်းလို့ချလို့ပူတာဆိုလို့ရှိရင်တော့အဲ့ဒါလည်းပဲအစိုးရကိုပေးဖို့မလိုဘူးတဲ့အဲ့တော့ဗန်နဲ့ထည့်ထားရတယ်ဒီကြောင်းရတာမဟုတ်ဘူးအဲ့တို့အဲ့လိုမျိုးလို့ကြည့်အောင်ယောဂီတို့လှုပ်လိုက်တော့ဒါသာသနာ့ရဲ့ရက်သွားတာပေါ့သာသနာ့ရဲ့ရက်တော့တရုတ်ပြည်ရဲ့ဒီဗနန်းမှာယူနန်တို့ဘာလို့ဆိုပြီးကြရတယ်ဆိုလို့ရှိရင်သူချမ်းနေပဲကြာယူနန်ဆိုတာတရုတ်တွေဆိုရင်လည်းချမ်းနေတယ်ပြောဟောတော့တိုင်းနေတို့ဘာတွေဖြစ်နေဆိုရတာချမ်းနေတယ်သူတို့တွေဘုရားဘာသာမှာကျုပ်တို့တဲ့သူမတာကုမတာလို့ပြောရမှာပေါ့သူတို့လည်းပဲရက်သွားတာပဲဘုရားဘာသာကိုမလုပ်ရတော့ရက်သွားလို့10နှစ်လူတွေကနေပြီးတော့အနည်း20ဖြစ်လားအနည်း30ဖြစ်လား40ဖြစ်လားခုတေချောက်ပင်လက်ထက်ပေါ့ဗျာတေချောက်ပင်လက်ထက်ရောက်တဲ့အခါကျတော့ဟာတို့ဒီလိုကြီးလုပ်နေအောင်ဟုတ်ကူအဲ့တော့တို့တရားဖွင့်တဲ့စနစ်ကလေးကျင့်တော့အောင်တို့ဘာသာရေးတွေလည်းလွတ်လပ်ခွင့်ပေးအောင်ဆိုလွတ်လပ်ခွင့်ပေးတော့အဲ့လိုဆိုရင်တဲ့ဖျားပွဲတွေလည်းပဲကျင်းပနိုင်ပြီဘာသာရေးကိုကိုးဝယ်နိုင်ပြီလို့တရုတ်တွေကိုပြောလိုက်တဲ့အခါကျတော့ဘာသာရေးပွဲကကျင်းပတတ်တယ်ကျင်းပတတ်တဲ့လူရှိတော့ဆိုတဲ့ခါလဲ
တော့ဘိုးကြီးတော့တက်ကြီးဘိုးကြီးတွေပဲရှိတော့တာသူတို့ဘယ်လိုကျင်းပါတယ်ဟိုဒီဘယ်လိုကြီးရတယ်လက်ကွင်းဘယ်လိုကြီးရတယ်ပေါ့ဗျာဗမာပြည်ရဲ့လာပြီးတော့အိုးဒီဝယ်ရတယ်ဗျာလက်ကွင်းဝယ်ရတယ်ဒီဘိုးကြီးတွေကဘာလို့လဲဆိုတော့သူတို့ဒီမှာဥဆောင်ပြီးဗာရေးဝဲကိုကျင်းပကြရမှာသူတို့ကဗာရေးဝဲကျင်းပတာတော့မသိတော့ဘူးဖြစ်သွားတယ်ဗျာဒီဥဒီမှာဗာရေးကိုနှုတ်ပြီးပြလိုက်တာလူတွေကိုယ်ွယ်နေတဲ့ဗာရေးကိုလူတွေကြနေပြီးတော့နှုတ်ပြနှုတ်ပြလိုက်တော့ဒီဥဒီရတယ်ခါတယ်စာရိတ်တွေပြက်ပြီးတော့သွားတယ်ဆိုတော့မရှိဘူးသူတို့ပိုးတော်ချိုးကြံသွားတယ်လို့ပြောမလို့ပဲဗျာအမျိုးသမီးတွေဆိုလို့ချင်းအပြားကြီးတွေဝတ်ကြတယ်သူတို့ရဲ့ဘောက်ပြီးတွေစကားတွေအပြားဘာလို့လဲဆိုတော့အပြားဆိုတော့နည်းနည်းလေးအသေးလေးလဲခံမယ်နဲ့တူပါတယ်အဲ့လိုဆိုတော့တကယ်ကိုတရုတ်ပြည်ပြည်လေးနဲ့ပြားနေရတယ်ပြောသူတို့ဆိုချိုးကြံကြမယ်လို့ပြောကြပါတော့မျိုးသမီးတွေလည်းကားတွေတက်မောင်းအဲ့လိုပြီးသားတွေပါပြီးမောင်းတဲ့အဆင့်ကြီးလည်းရောက်နေဆိုတော့တို့ဒီမှာဆိုမိသားစုပါဆိုတော့မျိုးသမီးမရှိဘူးလို့ပြောအောင်ပါတို့ဆိုမျိုးသမီးမိသားစုပါတော့ရှိတယ်ပြောအောင်ပါနော်အဲ့တော့ဆိုတော့ပြက်မသွားဘူးစာရိတ္တတွေပြက်မသွားဘူးပူပြီးတော့တောင်းမှလူတွေကတက်ကြွပြီးတော့လူတွေကဖြတ်လာပြီးတော့အကျင့်စရိုက်တွေကောင်းသွားကြတယ်လို့ပြောအောင်ပါဗျာအဲ့တော့လူတွေကဘာသာရေးကိုနှုတ်ပြလိုက်လို့အဲ့လူတွေမှာပိုးပြီးရော့ကြမသွားဘူးအဖေကိုလည်းအဖေမှမသိဘူးအမေကိုလည်းအမေမှမသိဘူးလို့ဆိုတာမျိုးဟာဘာသာရေးကရှိလို့တာသိနေတယ်လို့ကျလို့သိတဲ့ဖြစ်နေကြအဖေကိုအဖေမှသိတယ်အမေကိုအမေမှသိတယ်ကိုယ့်ရဲ့အမတွေနှမတွေညီမတွေကိုလည်းပဲအမနှမညီမမှသိတယ်ဒါသူညာကောင်းမှထောက်ပံ့ကောင်းမှရဲတဲ့ကောင်းမှသိတယ်လို့ဆိုတာဘာသာရေးကပြောနေလို့ထင်တာဗျပြုံးပြီးမှဆိုတော့ပြလိုက်တယ်သူတို့ဆိုလည်းတကယ်ချင်းချင်းမင်းတို့လူလေးတယောက်တွေ့တယ်အဲ့ဒီပြုံးပြီးကနေပြီးတော့ကြားလာတယ်လူလေးတယောက်သူဆိုရင်နဲ့ဒါသူ့ရဲ့